ဒါလက်နဲ့ရိုက်လို့မရတဲ့အကျိုးတွေကိုခွာခန်းနဲ့ရိုက်နေတာအကျိုးကနည်းနည်းမာလဲမာတယ်အဲ့ဟာတွင်လည်းအရင်ရန်ခွဲဖို့မလိုတဲ့အတွက်ခွာခန်းနဲ့ပဲရိုက်လိုက်တာအရင်လည်းမမာသေးဘူးအဲကြောင့်မခွာခန်းနဲ့ပဲရိုက်တာဘုံကျော်မာရင်တော့ကန်ထိုးရန်ခွဲလောက်ရမှာအခုခွာခန်းရိုက်တာတွေကပြုံးကြည့်ပဲတော့မဟုတ်ဘူးခေါင်းမုံးတွေလည်းပါတယ်အဲ့လိုပြုံးမဲ့ချွေးယူရမှာရသလောက်ခွာခန်းရိုက်နေတာပြီးရင်တော့အဲ့လိုခွာခန်းရိုက်ပြီးရင်တော့ကန်ထိုးရန်ခွဲလောက်ရမှာအဲ့လိုဆိုတော့ခွာခန်းမရိုက်နေတာပြောကအရင်ရောဒီနေ့တော့မတက်လာဘူးနောက်မှအများကြီးတက်မှာဘုံကျော်ကအနေသေးဘုံကျော်ချင်းသေးရဲ့ဘုံကျော်ကအရင်မချဲသေးတော့ခွာခန်းနဲ့ပဲရိုက်ပြီးတော့မှချူးယူနေတာဗျာဒီခုရဲ့မဟာဟုတ်မဟာအခုသူခွာခန်းရိုက်နေတဲ့ဘုံကျော်ကိုကျွန်တော်ပြကြည့်မယ်ဘုံကျော်ကအရင်မကောင်းဘူးအရင်လည်းနေသေးရဲ့ဗျာဒါခုနကသူရိုက်လိုက်တဲ့ဘုံကျော်ဆိုရင်ဒါဇလင်းသားမှာကောင်းမုံလေးလည်းပါတယ်ခွဲယူရမှာပြီးရင်ဗဟန်းလေးလည်းနဲ့ကတ်တယ်ဒါသူပြနာဆိုဒါဗဟန်းလေးနဲ့ကတ်နေတဲ့အကျော်လေးအဲ့လိုအကျော်လေးဆိုရွှေပါဖို့များပါတယ်ဒါသူဆက်ရိုက်နေတာဒါပြီးမှကျွန်တော်တို့ရွှေကျုံးရမှာပြုံးချုံးရမှာအပြုံးချုံးပြီးမှအပေါ်ရောက်မှာအဲ့ပြီးမှကျွန်တော်တို့ပြုံးချရမှာဒါသူဆက်ရိုက်နေတာလေမပြီးသေးလို့အဲ့ဒါပြီးမှကျွန်တော်တို့ကရှေ့ကနေမှသူရိုက်ပြီးဆိုမှကျွန်တော်တို့ရှေ့ကနေဝင်ကျုံးရမှာဒါကျွန်တော်နောက်ကနေလိုက်ရိုက်ထားတာခုနကတပြန်ကခွာခန်းရိုက်တာပြောင်းမချင်းမိသွားပြီဒါနောက်တစ်ပြန်နောက်ထပ်အကျော်ဒါခွာခန်းထိုက်ရိုက်မှာဘုံကျော်ကအရင်လေးမမာတော့ကြတော့ရိုက်မယ်ခွာခန်းလေးနဲ့ပြချင်းဆွယူပေးနေရတာကန်တို့ကန်ခွဲဖို့အတွက်အဆင်ပြေဘူးအဲကြောင့်ခွာခန်းလေးနဲ့ပြချင်းဆွနေရတာအဲ့လိုဆွပြီးမှကျွန်တော်ဘုံကျော်မှာအဲကြောင့်မှကျွန်တော်နောက်မှအေးအေးသေးပဲလောတဲ့တိုင်းနေရပြီးမှအပြုံးကျော်မှာဒါဆိုရင်သူခွာခန်းရိုက်ပြီးလို့အကျော်တွေကိုဒါကြည့်နေရကောင်းမကောင်းတော့တဲ့ဆက်ရိုက်တယ်မရိုက်တဲ့တက်လို့တယ်မလို့တဲ့အဲ့လိုမျိုးသူကအကျော်တွေကြည့်တယ်ကျွန်တော်တို့နောက်ကိုပြီးတယ်ဒါလို့သူအကျော်မကောင်းဘူးဆိုရင်အဲ့နေရာဆက်မလို့တော့တခြားတဲ့နေရာပြောင်းလို့မှာအကျော်ကကောင်းတယ်ခုနကပြလိုက်တဲ့ကေသားလိုပဲကေသားတွေကအဲ့လိုမျိုးကေသားတွေထွက်တာရွှေပါတာမပါနည်းနည်းခွာသွားမှာအဲ့လိုမျိုးပြချင်းလောက်ရတာရွှေပါတာမပါတာပေါ့မူတည်ပြီးတော့မှအကျော်တွေတခြားပြန်ရှာရတာမနနေရောတူရောဒါဆိုရင်ခုနကပြလိုက်တဲ့ခေသားနဲ့တူတူပဲဇလင်းသားအောင်မှာဗဟန်းလေးနဲ့ကတ်နေတာဒီကျိုးတွေကပါနိုင်ချေများတယ်ရွှေဆိုရင်အနည်းဆုံးတစ်ချက်နှစ်ချက်လောက်ပါဖို့များတယ်အဲ့လိုဗဟန်းကတ်တဲ့ရွှေကျိုးတွေဆိုရင်အဲ့ဒါဇလင်းသားရဲ့ဗဟန်းရဲ့ကတ်နေတဲ့အကျိုးအဲ့လိုကျိုးတွေကရွှေပါဖို့တစ်ချက်သားနှစ်ချက်သားလောက်ထိဖြစ်နိုင်တယ်